ချမ်းသာလာပါတယ်ဆိုရင်ဝတ်မုံရွှေကိုအိတ်လေးတစ်လုံးပဲကင်ပြီးပညာပြသွားတဲ့မင်းမြင့်မို့စိုးပြည့်တဲ့စင်ရဲ့မင်္ဂလာပွဲကိုမင်းသမီးတွေအပြိုင်ဆိုင်ဝတ်ပြီးပွဲတက်လာချိန်မှာမင်းမြင့်မို့ကတော့ရွရွလေးပဲနေပြီးတပွဲလုံးကိုပညာပြသွားခဲ့ပြီးဖြစ်ပါတယ်။လူများစုကမင်းသမီးတွေပွဲတက်ကြပြီဆိုတာနဲ့တတိကတော်တွေဖြစ်တဲ့ဝတ်မုံရွှေဘာဝစ်ထားလဲဤချောဖို့ဘာဝစ်ထားလဲဆိုတာကိုပြေးပြီးကြည့်ကြပေးမယ်။တကယ်တမ်းဒိတ်ဒိတ်ကျဲကြီးတွေအားလုံးကိုကြော်တက်သွားသူကတော့မင်းမြင့်မို့ဖြစ်ပါတယ်။ကေကေကသူ့ဝင်လာတဲ့ကြောက်စိမ့်ဆွဲကြိုးကြီးကိုလူမြောင်ပြပြီးတပ်ပုံပေါင်း6000လောက်ရိုက်ခံနေပြီးဤချောပိုကလည်းတတို့သမီးထက်ဝင့်ထည်နေအောင်သူ့ရဲ့ရတနာတွေကိုထုတ်ပြလို့နေချိန်မှာမင်းမြင့်မုံကတော့အေးဆေးဆေးလေးသာနေခဲ့ပါတယ်။ရိုးရိုးရှင်းရှင်းအဝါနုရောင်ဝတ်စုံလေးနဲ့လက်ဝတ်ရတနာတွေကိုပါယုံလေးဝတ်ထားတဲ့မင်းမြင့်မုံကင်ထားတဲ့အိမ်ဟာဆိုရင်ဒေါ်လာထောင်ချီတန်ကြီးရှိပါတယ်။အတိအကျအဖြစ်အစင်မဟုတ်တဲ့ quality A မျိုးစားကတော့ဒေါ်လာ1900ကျော်တန်ကြီးရှိပြီးအစစ်ဆိုရင်ဒေါ်လာတောင်းချီပေါက်ဈေးဝင်ပါတယ်။မြန်မာငွေနဲ့တွက်လိုက်ရင်ဒီပတ်စံတစ်လုံးတည်းနဲ့380နီးပါးကနေ300ကျော်နိုင်ပါတယ်။ပိုပြီးထူးခြားတာကမင်းမြင့်မော်ဟာသူခိုင်ထားတဲ့အိမ်နဲ့ပတ်သက်ပြီးတကိုးရွှေရတပြပြလုံးမနေပဲကျောင်းဝချင်းလုံးဝမရှိသလိုအိတ်ကိုပေါ့ပေါ့ပပလေးပဲကင်သွားခဲ့တာဖြစ်ပါတယ်။ပတ်စံရိပ်ဖွင့်တဲ့နေရာမှာတက်ထားတဲ့စိန်တွေဟာအစင်မဟုတ်ပေမဲ့ sorry အာရီပြတနိုင်ငံထဲမှာပဲထွက်တဲ့ရှာပါတွင်းထွက်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ဒီအိတ်ကိုဝယ်ဖို့အတွက်အော်ရာကိုကြိုတင်ရပြီးတကယ်လူကုန်တန်းအတိုင်းဝိုင်းကြီးတွေတောင်ဝယ်နိုင်တဲ့အနေအထားဖြစ်ပါတယ်။မင်းမြင့်မို့လေဘဲမှာပတ်ထားတဲ့စိန်ပရက်ကနေမြန်မာငွေ300ကျော်တန်ကြေးရှိတဲ့ပြည်ပတ်စံအိတ်ဗရန်နှကန်အကုန်ပေါင်းလိုက်ရင်တကူလုံးကို3000ကနန်းနီးပါးတန်ကြေးကြည့်ပါတယ်။ဒါတော့မင်းမြင့်မို့ကတခြားပါမှထပ်မဝယ်ထားပဲစပင်ကိုတောင်ရွရွလေးပဲတရေပင်းနဲ့စီးထားခဲ့တာဖြစ်ပါတယ်။မင်းမြင့်မုံနဲ့အတူတူစိန်မင်းသမီးကလည်းမတ်တန်ရက်ပြီးအကုန်စင်တူအောင်ဝတ်ထားတာမို့လို့စိန်မင်းသမီးကမင်းမြင့်မုံကိုစပွန်ဆာပေးထားသလားလို့တောင်တွေးစီရရှိပါတယ်။တကယ်လို့တိုက်ဆိုင်ရုံမဲ့ဆိုခေါင်းဆောင်ခြေဆုံးထိတော့တူနေမှာမဟုတ်လို့စိန်မင်းသမီးကတကူလုံးစင်ပေးထားတာလည်းဖြစ်တော့ဖြစ်နိုင်ပါတယ်။ဘလို့ဖြစ်ဖြစ်တိမ်မောင်းတောင်းချီရဲ့ပစ္စည်းတွေကိုဝစ်စားပြီးကင်ထားတာတောင်ကြောပါချင်းကင်မရာရှေ့မှာနေရာယူခြင်းလုံးဝမရှိတဲ့မင်းမြင့်မုံကိုသူမရဲ့ဖန်နီကတော့ချီကျူပြီးအရန်ကိုဂုဏ်ယူနေကြပါတယ်။ဝတ်မုံရွှေကြီးရဲ့ကြွားဝတက်တဲ့ဇယိုင်နဲ့ရှင်ပြီးတော့လေမင်းမြင့်မို့ကရွရွလေးနဲ့နေတက်ထိုင်တက်လိုက်တာလို့ပြောဆိုနေကြပါတယ်။ဒါပေမဲ့လည်းတချို့တွေကတော့အဲ့ဒီပတ်စံရဲ့ကိုမြန်မာနိုင်ငံနဲ့သွင်းဖို့မလွယ်ပါဘူး။ဒီနေ့ခေတ်ကအတူတွေလည်းပေါ်တာမို့လို့အစ်စ်ကိုင်းတာလည်းဟုတ်ချင်မှဟုတ်မှာပါ။ပုံစံတူရှာဝယ်ပြီးကိုင်းတာလည်းဖြစ်နိုင်တာပဲ။လဲတန်းမှာတော့အဲ့ဒီလိုအိမ်မျိုးတစ်လုံး3000နဲ့ဝယ်လို့ရတယ်ဆိုပြီးဝေဖန်ခဲ့ကြပါတယ်။ပရိသတ်ချင်းတို့ရောချမ်းသာလာပါတယ်ဆိုတဲ့ဝတ်မုံရွှေကိုအိတ်လေးတစ်လုံးပဲကင်ပြီးပညာပြသွားတယ်မင်းမြင့်မို့ပေါ့ဘလို့ထင်လဲဆိုတာနဲ့မင်းမြင့်မို့ကင်ထားတဲ့ပတ်စံကဒီလောက်စေးကြီးနေတဲ့ပုံအစလားအတူလားဆိုတော့ comment မှာထင်သလိုလေးရေးခဲ့ပေးကြပါအောင်နော်